အားလုံးပဲမင်္ဂလာပါညီမဒီနေ့အကြောင်းအရာလေးတစ်ခုကိုပြောပြပါမယ်ဒီဗီဒီယိုလေးကိုကြော်မသွားပဲအားလုံးအဆအဆုံးနားထောင်ကြည့်ပေးကြဖို့မေတ္တာရက်ခံပါတယ်ညီမမနေ့ကနဲ့ဒီနေ့ဖြစ်ပျက်ကလေးတစ်ခုကိုညီမပြောပြပါမယ်ညီမစီးပွားရေးလေးအတက်တဲလေးဖြစ်နေတာကြောင့်မမတဲ့ချင်းငွေလုပ်ငန်းကနေငွေ350ချီးဖို့ညီမကမ်းလှမ်းခဲ့ပါတယ်သူတို့တွေကလည်းညီမရဲ့ကမ်းလှမ်းချက်ကိုမငင်းဆိုခဲ့ပါဘူးဒါပေမဲ့ထိုင်းနဲ့မြန်မာငွေဘယ်ဟာသုံးမလဲမေးလို့မြန်မာငွေသုံးမှာဖြစ်တဲ့အတွက်ထိုင်းနဲ့မြန်မာငွေလဲဖို့ငွေ6000လိုအပ်တဲ့ဆိုလို့ညီမငွေ6000ကြော်ဆိုးဦးအကောက်ထဲကိုလွှဲပေးခဲ့ပါတယ်ကြော်ဆိုးဦး KB အကောက်ထဲကိုလွှဲပေးခဲ့ပါတယ်ငွေ6000လွှဲပြီးနောက်မှာညီမကို2,900,000ထပ်လွှဲဖို့ထပ်တောင်းဆိုခဲ့လို့မမတဲကိုယ်တိုင်2,900,000မမတဲနဲ့ညီမဘိုင်ဘာမှာတေချာစာရေးခဲ့ပါတယ်စာတွေကိုသူကိုယ်တိုင်ရေးတယ်လို့လည်းပြောပါတယ်ညီမကိုအတန်ဖိုင်လေးလည်းပို့ထားပါတယ်ညီမသူ့ကိုယုံကြည်တယ်ငွေ2,900,000ထပ်လွှဲရင်ညီမတော့ငွေတကယ်ချေးမှာပဲလို့စိတ်ကူးလေးနဲ့ညီမငွေ2,900,000ကို KB ကြော်ဆိုး KB တဲ့ကိုပဲညီမငွေထပ်လွှဲခဲ့ပါတယ်ဒါပေမဲ့ညီမရှိကိုငွေသူတို့ရှိကပြန်လွှဲငွေထပ်မရောက်ခဲ့ဘူးဘာလို့လဲညီမမေးလိုက်တော့ဗာလဲဘန်နေဘန် limit ပြည့်သွားလို့တဲ့ဘန်ငွေသွင်းငွေတော့ limit ပြည့်သွားပွဲစားကနေတဆင့်ညီမရှိကိုလွှဲပေးရမှာမို့လို့ပွဲစားကငွေ3,800,000ထပ်ပေးရမယ်လို့ညီမကိုပြောပါတယ်ဒါပေမဲ့ညီမကသူတို့တောင်းတဲ့ငွေ3,800,000ထပ်လွှဲဖို့မဖြစ်နိုင်တော့ပါဘူးဘာလို့လဲဆိုတော့ညီမအဆင်မပြေလို့သူတို့ရှိကချင်းငွေထုတ်ခဲ့တာပါဒီလိုတွေအစကတည်းကပေးရမယ်ဆိုရင်သူတို့အစိုးရကတည်းကကြိုတင်ပြီးတော့အချက်လက်တွေကိုပြောပြသင့်တယ်မဟုတ်ဘူးလားဘယ်လိုတော့ဘယ်အရစ်ပေးရမယ်ဘယ်အရစ်ကိုဘယ်လောက်ပေးရမယ်လို့တကယ်ဆိုရင်ပြောပြခဲ့သင့်တယ်မဟုတ်ဘူးလားသူတို့အစကနဦးကပြောတော့ငွေ6000ပေးပြီးရင်ရပြီဆိုလို့ညီမငွေ6000သွင်းခဲ့တာအဲ့ဒီမှာမဟုတ်သေးဘူး2,900,000ဆိုလို့လေညီမ2,900,000သွင်းခဲ့2,900,000သွင်းပြီးတော့3,800,000ထပ်တောင်းတယ်ဒါပေမဲ့ညီမကမပေးနိုင်တဲ့ဆိုညီမလွှဲထားတဲ့ငွေလေးပဲပြန်ပေးပါတော့မချေးတော့ပါဘူးလို့ပြန်တောင်းဆိုလာတဲ့အခါမှာဒီလိုတော့ပြန်ပေးလို့မရဘူးဒါပေမဲ့လုပ်ပေးလို့ရတဲ့တနည်းတော့ရှိတယ်ညီမလေးဘက်ကအမကိုလွှဲပေးနိုင်တော့ထပ်လွှဲပေးအမဘက်ကကူညီမယ်ဆိုလို့မမသေးကိုယ်တိုင်ပြောလို့ညီမလေးငွေ9,000ဒီကနေ့မတ်ဆန်းຫນွေအကောက်ထဲကိုဝစ်အကောက်ထဲကိုညီမကိုယ်တိုင်လွှဲခဲ့ပါတယ်ငွေ9,000လွှဲပြီးတဲ့နောက်မှာငွေစရင်ဌာနကကြံငွေတဝက်ကိုမသွင်းပေးလို့ငွေမထုတ်ပေးနိုင်သေးဘူးဆိုတဲ့အကြောင်းညီမကိုပြန်ပြောလာတယ်သူတို့လူတွေကိုဒီလိုပဲလိုက်ပြီးတော့လိန်စားနေမယ်ဆိုရင်ဘလို့များလောက်ရမလဲသူတို့ယုံကြည်အားကိုပြီးရှိတဲ့ငွေလေးနဲ့ရင်းခဲ့မိတာအခုတော့ညီမမှာသူများရှိကငွေကြွေးကျေးတင်တာပဲအဖက်တင်တယ်သူတို့ရှိကဘာအကူညီမှပြန်မရခဲ့ဘူးအားလုံးအလိန်ညာမမိဖို့တတိထားဖို့တောင်းဆိုကြပါတယ်